လောက် area မှာဒီမိုးရေစင်းပိုက်တွေကိုဘယ်လောက်ထားရမှာလဲဒါတခုသိချင်တယ်နောက်တစ်ခုကကြောက်ပါလဲဆိုတော့ဒီမိုးရေတွေကိုစုဆောင်းထားခြင်းတယ်ဟုတ်တော့ကျွန်တော်ဒီရေကိုသုံးချင်တာပေါ့အဲ့တော့ဒီမိုးရေတွေကိုစုဆောင်းထားခြင်းတယ်အဲ့စုဆောင်းထားရမယ့်ရေကန်ပမာဏကဘယ်လောက်ထားရမှာလဲအခုလိုမိုးရင်းကာလာရောက်လာတဲ့အခါမှာများသောအားဖြင့်ဒီအဆောက်အအုံတွေကိုကျွန်တော်ဒီဇိုင်းဆွဲတာပဲဖြစ်ဖြစ်လက်တွေ့မှာ installation လုပ်တာပဲဖြစ်ဖြစ်ကကျွန်တော်ဒါမိုးရေစင်နဲ့ပတ်သက်တဲ့ကိစ္စတွေကဖြည့်ရှင်းရတာပဲအဲ့တော့အခုတော့ကျွန်တော်ကအင်ဂျင်တွေဒါအခုတော့စပြီးပေါ်လာတဲ့မိုးရွာတဲ့အခါမှာဒီမိုးရေစင်းပိုက်တွေကိုဘယ်လိုတက်ဆင်ဆောင်ရကြမလဲအဲ့တော့ပထမဦးစွာဘာသိချင်ကြတယ်လဲဆိုတော့ဘယ်လောက် area မှာဒီမိုးရေစင်းပိုက်တွေကိုဘယ်လောက်ထားရမှာလဲဒါတခုသိချင်တယ်နောက်တစ်ခုကကြောက်ပါလဲဆိုတော့ဒီမိုးရေတွေကိုစုဆောင်းထားခြင်းတယ်ဟုတ်တော့ကျွန်တော်ဒီရေကိုသုံးချင်တာပေါ့အဲ့တော့ဒီမိုးရေတွေကိုစုဆောင်းထားခြင်းတယ်အဲ့စုဆောင်းထားရမယ့်ရေကန်ပမာဏကဘယ်လောက်ထားရမှာလဲသိချင်ကြတယ်အဲ့တော့ဒီနှစ်ချက်ကိုကျွန်တော်ဒီမှာဝင်ပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်ချက်ကတော့ကျွန်တော်တို့ဒီ area ပေါ်မူတည်ပြီးတော့မိုးရေစင်းပိုက်တွေပိုက်ဆိုင်တွေကိုဘယ်လောက်ထားရမလဲဆိုတဲ့ကဏ္ဍပထမဦးစွာပြောပါမယ်အဲ့တော့မိုးရေစင်းပိုက်တွေကိုတက်ဆင်ဆောင်ရွက်တဲ့အခါမှာကဦးစွာကျွန်တော်တို့သိဖို့ကပါလဲဆိုတော့မိုးရေချိန်လက်မပါအဲ့တော့ကျွန်တော်တို့လက်ရှိရန်ကုန်မှာဆိုလို့ရှိရင်ရန်ကုန်ရဲ့မိုးရေချိန်လက်မဘယ်လောက်ရှိတယ်လဲပုံမှန်အဖြစ်ဆိုကျွန်တော်2လက်မ4လက်မပေါ့နော်အများဆုံးဆိုရင်ရန်ကုန်မှာမိုးဒီရွာတဲ့ပေါ့နော်မိုးရွာတဲ့အခါမှာအဲ့ရွာတဲ့ရွာချိန်ရွာကိုင်လုံးပေါ့နော်ရာကိုင်လုံးဒီဒါ rainfall လို့ခေါ်တာပေါ့နော်ကျွန်တော်တို့ဒီ average rate of rainfall ပေါ့ဒါမိုးရေချိန်လက်မတော့ millimeter per hour ဒါမှမဟုတ်ကျွန်တော်က inches per hour နဲ့သုံးတယ်အဲ့တော့မိုးရေချိန်လက်မဒီကျွန်တော်ရန်ကုန်မှာဆိုလို့ရှိရင်4လက်မလောက်ကအများဆုံးအနေထားမှာရှိပါအဲ့တော့တခါတည်းမှာတော့ 4.25 လောက်ထိရှိတာမျိုးတော့ကျုံနိုင်တယ်အဲ့တော့လက်ရှိရန်ကုန်ရဲ့အနေထားရောက်ဆိုရင်မိုးရေချိန်လက်မဒီ4လက်မအနေထားလောက်နဲ့ထားမယ်ဆိုရင်ဒါကအတော်လေးတင်းတင်းမြတ်တာတဲ့အနေထားပါအဲ့တော့ဟုတ်ပြီကျွန်တော်ဒီ table လေးကိုတစ်ချက်ကြည့်အောင်အဲ့တော့ဒီ table မှာဆိုလို့ရှိရင်တော့ဗာပြထားလေဒါလက်ရှိမြန်မာ National Vertical 2025မှာဖော်ပြထားတာဖြစ်ပါအဲ့တော့သူ့မှာတွက်ထားတဲ့ပုံစံက 2h4 into d 5/2 ဆိုပြီးတော့ 5/2 per i ဆိုပြီးတော့တွက်ပေးထားပါအဲ့တော့အဲ့ theory နဲ့သူကအောက်မှာ table လေးပေးထားတယ်2လက်မ2ခွဲ3လက်မ4လက်မ5လက်မ6လက်မဆိုပြီးပြထားတယ်အဲ့မှာမိုးရေချိန်လက်မကဘယ်လောက်လက်မဆိုရင်ဘယ်လောက် area ဆိုပြီးရထားဖြစ်ပါအဲ့တော့ကျွန်တော်တို့ကလက်တွေ့မှာဆိုရင်ဆိုကြပါစို့ဗျာကျွန်တော်တို့ဒီလေးလက်မိုးရေချိန်လက်မ4လက်မဆို100ပေါ့နော်100 mm per hour အဲ့တော့အဲ့ကောင်ဆိုလို့ရှိရင်ကျွန်တော်က4လက်မပိုက်ဆိုလို့ရှိရင်84မီတာစကွဲပေါ့84မီတာစကွဲပတ်ချာလဲအထိတော့အတွက်ကို100 mmပိုက်အဲ့တော့4လက်မပိုက်တစ်လုံးဆိုလုံလောက်တယ်လို့ကျွန်တော်တို့ကသုံးလုံးတာဖြစ်ပါတယ်ဒါကတော့ ပိုက် site ကိုကျွန်တော်အခြေခံပြီးတော့မြန်မာ National Vertical ပေါ်မှာအခြေခံပြီးတော့သုံးတဲ့ပမာဏဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမိုးရေတွေကိုစုဆောင်းတဲ့အခါမှာမိုးရေတွေကိုစုမယ်စုတော့ကျွန်တော်အိမ်တိမ်မှာဆိုကြပါစို့1500 square feet ရှိတဲ့ area တစ်ခုရှိမယ်ဟောဒါကျွန်တော်ခေါင်မိုးသည်1500 square feet area ရှိတော့အဲ့ဒီ area နဲ့ညီမျှတဲ့ရေတိုးလောင်ကန်ပမာဏဆိုဘယ်လောက်ထားမှာလဲအဲ့ဒါကိုသိချင်တာအဲ့ဒါသိချင်တယ်ဆိုကျွန်တော်တို့ဒီ volume ပေါ့နော် V square to ARC ပါအရန်လွယ်ပါတယ် ARC အဲ့တော့ A ဆိုပါလို့ဆို area အဲ့တော့ volume ကိုလိုချင် area ဆိုရဲကျွန်တော်တို့ area နဲ့မြောက်မယ်အဲ့တော့1500 square feet ဆိုရင်မီတာနဲ့ပြောမယ်ဆိုရင်140 မီတာစကွဲလောက်ရှိမယ်အဲ့မီတာစကွဲနဲ့ပြီးအာတန်ဖိုးဆိုတာဒီပါလဲဆိုတော့တစ်နှစ်ပတ်ချာလဲမှာတစ်နှစ်လုံးမှာရှိနိုင်တဲ့မိုးရေချိန်လက်မှာတစ်နှစ်လုံးဆိုတော့တစ်နှစ်လုံးမှာရေထုဘယ်လောက်ထိတက်လာမှာလဲဆိုတော့ပြောတာအဲ့တော့လက်ရှိရန်ကုန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီသုတေသနတွေအရာတော့တလတာတော့ဒီမိုးရွာတဲ့အများဆုံးအခြေအနေမှာဆိုရင်တဲ့19.5 ကနေ24လက်မထိဖြစ်နိုင်တယ်လို့ပြောပါတယ်တလတာတော့ဒီမှာအဲ့တော့ဒီတနာရီတော်တွင်းမှာတော့မိုးရေချိန်လက်မဒီ2လက်မကနေ4လက်မပတ်ချာလက်မရှိနေပြီးတော့တလလုံးမှာဆိုရင်တော့တဲ့19.5 ကနေ24လက်မလောက်ထိရေမျက်နှာပြင်တက်လာနိုင်တယ်လို့ပြောတာဖြစ်ပါတယ်။တော့တစ်နှစ်ပတ်ချာလဲလုံးမှာကျော်တော့တဲ့93လက်မကနေ105လက်မလောက်ထိရှိနိုင်တယ်လို့ကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီအိမ်တိမ်အတွက်ဆိုရင်1500 square feet ရှိတဲ့အိမ်တိမ်အတွက်ဆိုရင်သူ့ရဲ့အာတန်ဘိုးဒီ2.5 မီတာလောက်ရှိမှာဖြစ်ပါတယ်။ဒါကြောင့်140အမြောက်2.5ပြီးရင်ကျွန်တော်တို့ကသူ့ကိုကျွန်တော်တို့သူ့ရဲ့ဒီ factor ပေါ့နော် factor အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က 0.8 80ရာခိုင်နှုန်းနဲ့ထားတွက်လိုက်မယ်ဆိုရင်တစ်နှစ်ပတ်ချာလဲလုံးပါသူ့ရဲ့ဘောလုံးဒီ280မီတာကျုပမာဏလောက်ရမှာဖြစ်ပါတယ်ဒါဒီ1500 square feet area မှာရှိတဲ့တစ်နှစ်ပတ်လုံးမှာမိုးရွာတဲ့ပမာဏနဲ့ရေရမယ်ပမာဏ capacity ဒီ280မီတာကျုလောက်ရနိုင်တယ်လို့ဆိုပါတယ်အဲ့ဒီရတဲ့ပမာဏကိုကျွန်တော် basic standard မှာBS ကျွန်တော် H515 မှာပေါ့နော် basic standard မှာဆိုရင် 5% လောက်ကျွန်တော်တို့ကဒီ underground tank ကိုထားသင့်တယ်လို့ပြောပါတယ်
ပြောချင်တာကဒီ area တစ်ခုလုံးနဲ့ရှုံတဲ့ 5% လောက်ကိုရေတူလောင်ကန်ပမာဏအနေနဲ့ထက်တွက်နိုင်တယ်ထွက်သက်သင့်တယ်လို့ဖော်ပြတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ကျွန်တော်အဲ့လိုတွက်ချက်လိုက်တဲ့အခါမှာ 5% ဆို280မီတာကျူကိုကျွန်တော်က 5% လို့ထားတွက်လိုက်မယ်ဆိုရင်14မီတာကျူလောက်ရပါတယ်ဒီပြပြအဖြစ်ကျွန်တော်လက်တွေ့မှာကျတော့ 5% ကနေ 10% ကြားမှာသုံးတာဖြစ်တဲ့အတွက်ခါလာ9000လောက်ဒီရေတူလောင်ကန်ပမာဏကိုကျွန်တော်ကထားမယ်ဆိုလို့ရှိရင်1500 square feet ခေါင်မိုးရဲ့1500 square feet area နဲ့ညီမျှတဲ့ရေတူလောင်ကန်ပမာဏကိုရွေးချယ်မယ်ဆိုရင်9000ဂါလန်ပမာဏလောက်ထားနိုင်တဲ့ရေတူလောင်ကန်ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်ဟုတ်ပါပြီဒီဗီဒီယိုလေးကနေလူချင်းမင်းတို့အတွက်တန်ဖိုးရှိစေခဲ့ရင်ကွန်မန့်ကနေ yes ဆိုမှန်သွားပြီပါအခုကျွန်တော်ပြောတာကတော့ပိုက်ဆက်ရွေးချယ်မှုနဲ့ရေတူလောင်ကန်ပမာဏရွေးချယ်မှုကိုဆွေးနွေးပေးတော့တာဖြစ်ပါတယ်ကျေးဇူးတင်ပါ